1945ဇွန်လ19ရက်နေ့ဖခင်ဘုံစံနဲ့မိခင်မဟာပီရိတုတမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းစိုးကြည်အမျိုးလဲမြတ်တယ်အကျိုးလဲမထွက်တယ်မြမဆိုတာကဘာကပြီးအောင်ရိုးရထမိန်လေးဝဲခါကောင်းမဆိုလဲမြဲွယ်ပန်းပန်းလေးရဲ့ပင်တုံနေနေရှင်ဝဲသားပြည်သူများအပေါ်တလေးတစားနဲ့အမေအလေးထားတယ်အမြဲတမ်းနဲ့အမေဆုံးမတယ်စစ်မှန်သောမေတ္တာတရားကြောင့်ပြည်သူများရဲ့ချစ်ချင်းမေတ္တာ